အားလုံးပဲမင်္ဂလာပါเนาะဒီနေ့ချက်ပြသွားမှာတော့တ िश ူးသမင်းကျော်လေးဖြစ်ပါတယ်เนาะရှူးသမင်းကျော်လေးတကယ်ရင်းလို့ကြိုင်အိမ်မှာလိုက်လုပ်စားလို့ရပါတယ်ဒါတော့ကျွန်တော်ခါကျက်ဦးကော်ဖီပဲသီးเนาะငရုတ်သီးပန်းပွင့်ပေါ့เนาะအကုန်လုံးသီးဖြတ်ပြီးတော့ဆေးကြောထားပါတယ်အသားလေးကိုလည်းကိုလိုချင်တဲ့အနေထားလေးပုံစံလေးပြီးပြီးတော့အရသာနေထားပေးပါမယ်เนาะအခုဆိုတော့စကြောပါမယ်စီပူလာကြီးဆိုရင်เนาะကျွန်တော်ကျဲဦးလေးထည့်ပါမယ်ကျွန်တော်သမင်းနှစ်ပွဲစာကြော်မှာဖြစ်တဲ့အတွက်ကျဲဦးနှလုံးထည့်ပါမယ်เนาะကျဲဦးကိုတမ်းမမွေပေးပါနဲ့เนาะအခုလိုလေးနည်းနည်းကျက်လာပြီးပုံစံလေးဖြစ်လာပြီဆိုမှကျွန်တော်တို့စပြီးတော့မွေပေးပါမယ်ခုလိုမျိုးလုပ်ခြင်းအပြင်သမင်းကြော်တဲ့အခါဒီပိုင်းနေပါမကတ်တော့ဘူးပေါ့เนาะကြော်ရတာပို့ပြီးတော့လွယ်ကူစေပါတယ်ကျဲဦးလေးကျက်သွားပြီဆိုရင်เนาะပြီးထားတဲ့အသားလေးတွေစပန်းနေတာပေါ့เนาะကုံအားလေးထည့်ပြီးတော့ကြော်ပေးပါမယ်ရတာအတွက်ငန်းပြားကြီးနည်းနည်းထည့်မယ်ပြီးတော့ဖျူးစီလေးထည့်ပါမယ်เนาะဒါကြီးကျက်သွားတဲ့ပြီးကြော်ပေးပါမယ်ဒါလေးကျက်တဲ့အနေထားရပြီဆိုရင်เนาะတီးထားတဲ့အသီးရွက်လေးကိုထည့်ပြီးကြော်ပေးပါမယ်เนาะဒါတော့ကိုကြိုက်တဲ့အသီးနှံလေးထည့်နိုင်တယ်ပေါ့နော်ကျွန်တော်ကတော့အစုံအသီးရွက်စားကြတာအကြိုက်ဆုံးကြိုက်တဲ့သူဖြစ်တဲ့အတွက်အစုံလေးထည့်ထားပါတယ်ရတာအတွက်စားအင်းကြုံမုံထည့်ပြီးတော့ကြော်ပေးပါမယ်ဒီကလေးကျက်သွားတဲ့ကြော်ပေးရပါမယ်နော်နိုးကြိုက်သလိုကြော်ပါဒီချက်သွားပြီဆိုတော့ကျွန်တော်ထမင်းကိုတစ်ခါတည်းနေထားပါတော့ကြာညှို့ထည့်ပြီးတော့နေထားလေတစ်ခါတည်းထည့်ကြော်ပါမယ်နော်မင်းကြော်ကြီးများစွာရှိတဲ့တဲမှာပရှုသမင်းကြော်ကြီးများစွာရှိတဲ့တဲမှာတကယ်ချင်းတို့ကျွန်တော်ဒါတော့ကျွန်တော်ဆက်စားနေကြနီးလေးဖြစ်ပါတယ်ကြိုက်နဲ့တက်ရင်လိုက်ပြီးတော့လှုပ်စားလို့ရပါတယ်နော်ဒီလေးကြော်ပေးပါမယ်သမင်းကြော်လို့ရှင်မားနေအောင်ကြော်လို့ရှင်ပို့ပြီးတော့ကောင်းပါတယ်ပြီးတော့သမင်းချမ်းလေးနဲ့ဆိုကျွန်တော်တော့သမင်းချမ်းလေးပေါ့နော်သမင်းချမ်းနဲ့ကြော်ဆိုတော့ပို့ပြီးတော့စားလို့ကောင်းပါတယ်ဒီကျွန်တော်အဆက်ကြိတ်တဲ့အတွက်အဆက်မျိုးပြီးအလုံးမလေးနည်းနည်းထည့်ပါတယ်နော်ဆိုင်ဒီမှာမှာစားတဲ့ခါတည်းအများနဲ့အဆက်ပဲမှာစားသေးကြဆိုတော့ကျွန်တော်အဆက်ကလေးကြိုက်တဲ့သူဖြစ်တဲ့အတွက်ဒါသမီးကြီးတို့မကြိုက်နဲ့ထည့်လို့ရပါတယ်နော်ဘာမှဖြစ်ပါဘူးသမင်းလေးမှာပြီးတင်းလာတဲ့ထီးကြော်ပေးပါမယ်နော်ပြီးတော့ကျွန်တော်ရွက်ကလေးဖြစ်တဲ့ဖတ်ကဖောင်ရွက်ကလေးထည့်ပါရနော်ချိုးကြောက်တဲ့ပင်စိမ်းလေးထည့်ကြော်ရရှိတယ်ကျွန်တော်တော့ဖတ်ကဖောင်လေးကြိုက်တာဖြစ်တဲ့အတွက်ဖတ်ကဖောင်လေးထည့်ကြော်ပါတယ်မင်းလေးတင်းလောင်ကြော်ပေးပါမယ်နော်ကဲအခုလိုမျိုးဆိုရင်ရပါပြီကျွန်တော်တော့စွန်းတော်တင်ဖို့အတွက်စွန်းပကံလေးတွေကိုသမင်းလေးအရင်ခေါ်ထည့်လိုက်ပါတယ်နော်အခုခက်ပြီးတော့ကျွန်တော်စွန်းတော်လေးအရင်တင်ပါတယ်ဒါကတော့သူနဲ့စားဖို့အတွက်အရှင်လောက်တာလေးပေါ့နော်ကော်ဖီခွားသီးအရှင်လေးလောက်တာပေါ့နော်အခုဆိုတော့စားခြင်းစရာထမင်းလေးရရှိဖြစ်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုဆုံးထိကြည့်သွားပေးပါဦးနော်အားလုံးကျေးဇူးအများကြီးတင်ပါတယ်အများနဲ့အားပေးပါဦးနော်